ကိုပြန်လာပြီကလေးရဲ့လွယ်အိမ်လေးထဲမှာအလွမ်းတွေအပြည့်နဲ့လေမိုင်းနိုင်ပေါင်းများစွာဝေဒနာတွေကိုဖြတ်ကျော်လို့ကိုပြန်ခဲ့ပြီတန်တာမိသမျှစာစီကုန်ထားတဲ့အလွမ်းမတန်စာအုပ်လေးကိုမင်းဖတ်ကြည့်ပါအောင်ကလေးရှိအုပ်ခုံလေးမမျောနေရှာပြီလားဖုန်းလေးကိုပဲစောင့်မျောနေမလားသိချင်ရတဲ့ကလေးလေးရဲ့မင်းနာကိုအရောက်လန်းချင်လာပြီဒီချိန်ဆိုကလေးလေးဘလောက်တောင်မျောလင်းနေနေမလဲကိုလည်းတွေ့ချင်စောနဲ့အပြေးလေးလာခဲ့ချင်ပါရဲ့ second time မှာတန်တလွမ်းစွန်နေရတာခွာခဲ့ရသမျှအလွမ်း